ဒီတောင်းဆိုရေးချီလေးဖြော်ပြပေးချင်ပါတယ်နောက်တစ်ပုတ်ဖြော်ပြပေးပါဆိုတော့တင်နေပြီးတော့ဒီဆိုထွက်ရှိထားတဲ့နှလုံးသားအောင်လာစင်မှာစစ်ချင်လေးဖြော်ပြပေးချင်ပါတယ်ရှင်Quên